ကဲတငယ်ချင်းအားလုံးတို့မိတ်ဆွေအားလုံးတို့ဘော်ရာပေါင်းတို့ကျရဝင်းရတော့23ရက်နေ့ညနေကနန်းဖြစ်တဲ့86ကိုလဲအောင်ပွဲရယူနိုင်ခဲ့ပါပြီမနေ့က98ညနေ86အောင်ပွဲဆင်နိုင်ခဲ့ပါပြီကျရဝင်းရရင်တပတ်က9ကြိမ်အောင်ထားတာနော်တကယ်ချင်းတို့အတွက်နက်ဗန်24ရက်နေ့နာနဲ့အတွက် ready made ကဏ္ဍတွေကိုတင်ပေးလိုက်ပါပြီနော်ကြိုက်မှစားပါready made ကဏ္ဍတွေကိုတကယ်ချင်းတို့ကြိုက်တယ်လို့ပြုပြင်ပြီးတော့လည်းအသုံးချနိုင်တယ်လှုပ်ရှားနိုင်တယ်နော်တကယ်ကျွန်တော်ရဲ့သဘောဆန္ဒအတိုင်းမှာငွေကြေးနဲ့တွက်ချီကြိုက်အောင်လှုပ်ရှားဖို့ကတော့တကယ်ချင်းတို့အပိုင်းပါပဲတကယ်ချင်းပေါင်းတို့ကျရဝင်းကပြောချင်တာကကျရဝင်းရဲ့ ready made ကဏ္ဍတွေကိုတကယ်ချင်းတို့အချင်းချင်းပဲမျှဝေပေးစီချင်ပါတယ်သမုဒ္ဒရာကြီးဟာတယောက်တည်းတောက်လို့မကုန်နိုင်သလိုပါပဲကျရဝင်းကလည်းတကယ်ချင်းတို့စက်တိုက်တင်ပေးနေပါပါငယ်ချင်းတို့မိတ်ဆွေအားလုံးတို့လက်ရည်တပြင်းနဲ့ပေါ့ဗျာအတူတူပဲပေါ့အချင်းချင်းမျှဝေပေးကြပါကိုယ်လည်းရသလိုငယ်ချင်းအားလုံးလည်းရစီချင်တာပါ